defense mechanisms ဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာခုခံကာကွယ်ခြင်း defense mechanisms ဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာခုခံကာကွယ်ခြင်းဆိုတာဘာလဲ defense mechanisms ဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာခုခံကာကွယ်ခြင်းဆိုတာကတော့မိမိကိုယ်တိုင်စိတ်ဖိစီးမှုခံစားနေရခြင်းဒါမှမဟုတ်အခက်အခဲနဲ့ကြုံတွေ့နေရခြင်းမှာမိမိရဲ့စိတ်ပိုင်းဆိုင်ရာတင်းအားတွေတက်တာစေဖို့မသိစိတ်ကနေအလိုလျောက်ဖြေလျှော့တဲ့စနစ်တစ်ခုဖြစ်ပါတယ်defense mechanisms ဒါမှမဟုတ်မိမိကိုယ်ကိုစိတ်ပိုင်းဆိုင်ရာခုခံကာကွယ်ခြင်းဟာကျမတို့နေ့စဉ်ဘဝမှာခံစားနေရတဲ့စိတ်ဖိစီးမှုတွေကိုဖြေရှင်းရမှာမသိစိတ်ကအပြုသဘောဆောင်ဖြေရှင်းတဲ့စနစ်တစ်ခုဖြစ်ပေမဲ့တတိမထားမိပဲအလွန်အကျွံအသုံးပြုမိပါကမိမိကိုယ်ကိုဘေးဥပတ်ဖြစ်စေနိုင်ပါတယ်defense mechanisms ဒါမှမဟုတ်မိမိကိုယ်ကိုစိတ်ပိုင်းဆိုင်ရာခုခံကာကွယ်ခြင်းကဘာကြောင့်ဖြစ်တာလဲ Sigmund Freud ရဲ့ psychoanalysis theory အရလူတဦးရဲ့စိတ်ကိုသိစိတ်နဲ့မသိစိတ်ဆိုပြီးအမျိုးအစားနှစ်ခုခွဲပြီးလေ့လာနိုင်ပါတယ်လူတဦးရဲ့စိတ်မှာသိစိတ်က20%ကိုသာလွှမ်းမိုးထားနိုင်ပြီးကျန်80%ခန့်ကိုတော့မသိစိတ်ကလွှမ်းမိုးထားတာကိုတွေ့ရပါတယ်အဲ့ဒီအယူအဆအရကျမတို့ဟာငယ်စဉ်ကလေးဘဝကစလို့ဒီနေ့အချိန်ထိမနစ်မြုပ်ဝယ်ရဒါမှမဟုတ်ဆိုးရွားတဲ့အတွေ့အကြုံခံစားချက်တွေဒါမှမဟုတ်မေးပြောက်ခြင်းနဲ့စိတ်ဒဏ်ရာတွေကိုမသိစိတ်ထဲမှာအဆိုင်ခဲတွေဖြစ်သိမ်းဆည်းထားလိရှိပါတယ်။အဲ့ဒီအဆိုင်ခဲတွေဟာတာမန်အချိန်မျိုးမှာမပေါ်ပေါက်ပေမဲ့အကြောင်းတိုက်ဆိုင်တဲ့အခြေအနေတွေမှာအရှိန်အဟုန်နဲ့ပေါ်ထွက်လာလိရှိပါတယ်။ဥပမာအားဖြင့်မိမိရဲ့စိတ်ဒဏ်ရာတွေကိုလေအပြည့်ဖြည့်ထားတဲ့ဘောလုံးလိုမြင်အောင်ကြည့်ကြပါစို့။အဲ့ဒီလေဘောလုံးကိုမသိစိတ်လို့ခေါ်တဲ့ရေမျက်နှာပြင်မှာအားနဲ့ဖိနှိပ်ထားတာကိုမြင်အောင်ကြည့်ပါ။ဘောလုံးဟာရေမျက်နှာပြင်အောက်မှာဖိနှိပ်ထားတာကြောင့်ရုံးထွက်မရဘဲနစ်မြုပ်နေတာကိုမြင်တွေ့ရပါလိမ့်မယ်။အဲ့ဒီဖိနှိပ်ခံထားရတဲ့လေဘောလုံးဟာအကြောင်းတိုက်ဆိုင်မှုတစ်ခုကြောင့်ထိန်းချုပ်မှုမဲ့သွားတဲ့အခါမှာတော့ငကိုမူလရှိနေရဖြစ်တဲ့ရေမျက်နှာပြင်ကိုကျော်လွန်ပြီးအရှိန်အဟုန်နဲ့အထက်ကိုကန်တက်သွားတာကိုမြင်ရမှာဖြစ်ပါတယ်။အလားတူဖိနှိပ်ထားတဲ့စိတ်ခံစားချက်တွေဟာတာမန်အချိန်မှာမမြင်ရပေမဲ့အကြောင်းတိုက်ဆိုင်တဲ့အချိန်တွေမှာအရှိန်အဟုန်နဲ့ပြင်းထန်စွာပေါက်ကွဲလေရှိတတ်ကြပါတယ်။ဒါကြောင့်မှုခင်းစိတ်ပညာရှင်တွေကတချို့သောအမှုခင်းတွေဟာဖြစ်တဲ့ပြဿနာကသေးငယ်ပေမဲ့ထိခိုက်နာကျင်သေဆုံးမှုထိပြင်းထန်နိုင်တာဟာအဲ့ဒီအယူအဆကြောင့်ဖြစ်ရမယ်လို့ရှုမြင်ကြပါတယ်ပင်ကိုဗီဇနဲ့ကိုယ်ရည်ကိုယ်သွေး personality Sigmund Freud ရဲ့ psychoanalysis theory အရလူသားတွေရဲ့ကိုယ်ရည်ကိုယ်သွေး personality ကို id ego super ego ဆိုပြီး၃ပိုင်းခွဲခြားပြီးရှုမြင်နိုင်ပါတယ် id ကတော့ရေပုံရအားဖြင့်ဗီဇစိတ်လို့အကြမ်းဖြင့်သတ်မှတ်နိုင်ပါတယ် Freud ရဲ့အယူအဆအရလူတို့ရဲ့ဗီဇစိတ်ဓာတ်ဟာအရိုင်းဆန်ပြီးစိတ်ရဲ့တာယာမှုကိုသာအဆင်ရှာဖွေနေတယ်လို့ယူဆထားပါတယ်ဗီဇအရစိတ်အားအကြမ်းဖက်လိုခြင်း aggressiveness စာလောင်ခြင်း desire နဲ့လိမ်မှုကိစ္စ sex ဆိုပြီးအရိုင်းဆန်တဲ့စိတ်တွေကနေထိန်းချောင်းနေတယ်လို့ယူဆရပါတယ်။ it ဟာအစဉ်အမြဲတာယာမှုကိုရှာဖွေနေပြီးမိမိလှုပ်ချင်တာလုပ်နေတဲ့ကလေးစိုးတစ်ယောက်နဲ့ဆင်တူပါတယ်။ဒါကြောင့်ကလေးစိတ်ပညာရှင် child psychologist တွေကမွေးကင်းစကလေးငယ်တွေနဲ့အသက်2နှစ်အောက်ကလေးငယ်တွေဟာအသိဉာဏ်သေချာမဖွံ့ဖြိုးသေးပေမဲ့၎င်းတို့ရဲ့ဗီဇစိတ်အရာအဲ့ဒီကလေးတွေရဲ့တာယာမှုဟာပါးစပ်မှာတည်ရှိနေပါတယ်။ဒါကြောင့်အကြောင်းမဲ့လက်ကိုစုပ်ကြတယ်လို့ယူဆကြပါတယ်။ super ego ဟာကျမတို့လူမှုပတ်ဝန်းကျင်ကတင် जा ပေးတဲ့ကျင့်ဝတ်တွေယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေအကောင်းဆိုအကြောင်းကျိုးအမှားမှန်တွေကိုခွဲခြားသိစေပါတယ်။ဉာဏ်ပညာစင်ကြင်တုံတရားတွေနဲ့ဖွဲ့စည်းထားတဲ့အစုအဖွဲ့ဖြစ်ပါတယ်။အဲ့ဒီအစုအဖွဲ့ဟာကျမတို့နေ့စဉ်ကြုံတွေ့နေရတဲ့ကိစ္စတွေကိုဘယ်လိုကင်တွယ်ရမလဲဆိုတာကိုဆုံးဖြတ်ပေးတဲ့အရာဖြစ်ပါတယ်။ ego ကတော့ it ဗီဇစိတ်နဲ့ super ego စင်ကြင်တုံတရားစိတ်ချားထဲမှာတည်ရှိနေတဲ့စိတ်ဖြစ်ပြီးသိစိတ်နဲ့မသိစိတ်ချားမှာရှိနေတဲ့ reality လက်တွေ့ရှုမြင်တဲ့စိတ်ဖြစ်ပါတယ်။ ego ဟာပတ်ဝန်းကျင်ကလှုံ့ဆော်လာတဲ့ကိစ္စရပ်တွေကို visa စိတ် it နဲ့စင်ကြင်တုံတရားစိတ် super ego ကြားမှာချိန်ညှိပြီးတုံ့ပြန်ပေးပါတယ်။အဲ့လို ego ဟာ it နဲ့ super ego ကြားမှာချိန်ညှိပါများပြီးအဝေးမတက်မှုတွေဖြစ်လာတဲ့အခါမှာတော့စိတ်ဖိစီးမှုတွေဖြစ်ပေါ်လာတတ်ပါတယ်။ Freud ရဲ့အဆိုအရလူတို့ဟာစိတ်ဖိစီးမှုတွေစိတ်ညစ်ညူးစရာတွေနဲ့ကြုံတွေ့တိုင်းမှာပြဿနာကိုထိတ်တိုက်ရင်ဆိုင်ဖြေရှင်းခြင်း fight ဒါမှမဟုတ်ပြဿနာကိုရှောင်ဖယ်ခြင်း flight ဆိုပြီးနည်းလမ်း2မျိုးနဲ့တုံ့ပြန်တတ်ကြပါတယ်။ပြဿနာအားထိတ်တိုက်ရင်ဆိုင်ဖြေရှင်းခြင်း fight ကြောင့်ပြဿနာပြေလည်သွားသလိုတစ်ခါတည်းမှာအဲ့ဒီပြဿနာကိုဖြေရှင်းရင်ဆင်ပွားပြဿနာတွေထပ်မံဖြစ်ပွားခြင်းနဲ့ကြုံတွေ့ရတာတွေလည်းရှိပြီးစိတ်ဖိစီးမှုတွေဖြစ်ပေါ်တတ်ပါတယ်။ပြဿနာအားရှောင်ဖယ်ခြင်း flight ကတော့ပြဿနာကိုဓာတ်ရိုက်မဖြေရှင်းပဲရှောင်လွှဲခြင်းဖြစ်တာကြောင့်လက်တလုံးမှာအဆင်ပြေတယ်လို့ယူဆရပေမဲ့ပြဿနာဟာရှိနေစေဖြစ်တာကြောင့်စိတ်ဖိစီးမှုတွေနဲ့ကြုံတွေ့ရလိမ့်ရှိပါတယ်။အဲ့လိုစိတ်ဖိစီးမှုတွေနဲ့ကြုံတွေ့ရချိန်မှာမသိစိတ်ကနေအလိုလျောက် defense mechanisms မိမိကိုယ်ကိုစိတ်ပိုင်းဆိုင်ရာခုခံကာကွယ်ခြင်းကိုစတင်ပြုလုပ်တာဖြစ်ပါတယ်။ defense mechanisms ဒါမှမဟုတ်မိမိကိုယ်ကိုစိတ်ပိုင်းဆိုင်ရာခုခံကာကွယ်ခြင်းကဘယ်နှမျိုးရှိသလဲ defense mechanisms ဒါမှမဟုတ်မိမိကိုယ်ကိုစိတ်ပိုင်းဆိုင်ရာခုခံကာကွယ်ခြင်းပုံစံတွေကတော့အမျိုးမျိုးရှိပေမဲ့လေအခုစာစဉ်မှာတော့ဖြစ်လေရှိတဲ့ပုံစံတချို့ကိုမျှဝေလိုက်ပါတယ် repression မသိစိတ်ထဲမှာဖိနှိပ်ခြင်းမသိစိတ်ထဲမှာဖိနှိပ်ခြင်းဟာနာကျင်ရတဲ့ဒါမှမဟုတ်မသက်မသာခံစားရတဲ့ခံစားချက်တွေဒါမှမဟုတ်စိတ်ထင်ရတွေကိုမမှတ်မိစေတော့အောင်မသိစိတ်အတွင်းကိုဖိနှိပ်ပြီးမေ့ပစ်လိုက်တာဖြစ်ပါတယ်။ denial အမှန်ကိုလက်မခံမဲညှင်းဆိုခြင်းအမှန်ကိုလက်မခံမဲညှင်းဆိုခြင်းကတော့နာကျင်ရတဲ့ဒါမှမဟုတ်မသက်မသာခံစားရတဲ့ခံစားချက်တွေဒါမှမဟုတ်စိတ်ထင်ရတွေကိုလက်မခံမဲညှင်းဆိုခြင်းမျိုးဖြစ်ပါတယ်
ဥပမာဆက်လက်တောက်ခြင်းကြောင့်အဆုတ်နဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဖြစ်ပွားတတ်ပေမဲ့လည်းဆက်လက်ကြိုက်သူတွေကအဲ့ဒီယောဂါတွေဟာမိမိတို့မှာဖြစ်နိုင်ခြင်းမရှိဘူးလို့ထင်မြင်ယူဆပုံနဲ့ဆင်တူပါတယ်။ projection အတွေးကိုပြောင်းလဲခြင်းအတွေးကိုပြောင်းလဲခြင်းကတော့နာကျင်ရတဲ့ဒါမှမဟုတ်မတက်မတာခံစားရတဲ့ခံစားချက်တွေဒါမှမဟုတ်စိတ်ဒဏ်ရာတွေကိုညှင်းဆန်ပြီးအတွေးတွေကိုပြောင်းလဲလိုက်တာဖြစ်ပါတယ်။ဥပမာစပျစ်သီးနဲ့မြေခွေးပုံမြင်ထဲမှာမြေခွေးဟာစပျစ်သီးကိုအလွန်စားခြင်းပေမဲ့မမိတဲ့အတွက်ကြောင့်စပျစ်သီးဟာအလွန်ချင်းတဲ့အတွက်ကြောင့်မစားခြင်းတော့ဘူးလို့တွေးရနဲ့ဆင်တူပါတယ်။ rationalization အကြောင်းကောင်းပြညှင်းဆိုခြင်းအကြောင်းကောင်းပြညှင်းဆိုခြင်းဆိုတာကတော့နာကျင်ရတဲ့ဒါမှမဟုတ်မတက်မတာခံစားရတဲ့ခံစားချက်တွေဒါမှမဟုတ်စိတ်ဒဏ်ရာတွေကိုကြုံတွေ့ရတဲ့အခါအဖြစ်မှန်ကိုလက်မခံဘဲတခြားသောအကြောင်းပြချက်တွေပေးပြီးရှောင်လွှဲခြင်းမျိုးဖြစ်ပါတယ်။ဥပမာစာမေးပွဲကြတဲ့ကျောင်းသားဟာမိမိရဲ့စူးစမ်းမှုလိုအပ်ခြင်းကြောင့်ဖြစ်နိုင်ပေမဲ့အမှန်တရားကိုမမြင်ဘဲတခြားသောပြင်ပအကြောင်းအရာတွေကိုပြောင်းလဲပြီးအကြောင်းကောင်းပြပြီးရှောင်လွှဲတာမျိုးဖြစ်ပါတယ်။ regression ယာယီစိတ်အပြောင်းလဲလုပ်ခြင်းယာယီစိတ်အပြောင်းလဲလုပ်ခြင်းကတော့နာကျင်ရတဲ့ဒါမှမဟုတ်မတက်မတာခံစားရတဲ့ခံစားချက်တွေဒါမှမဟုတ်စိတ်ဒဏ်ရာတွေကိုညှင်းဆန်ပြီးယာယီစိတ်အပြောင်းလဲလုပ်ခြင်းဖြစ်ပါတယ်။ဥပမာအပြင်ကလေးတငယ်တွေဟာစိတ်ဖိစီးမှုများတယ်ဒါမှမဟုတ်စိတ်ညစ်စရာကြုံတွေ့လာရတဲ့အချိန်မှာလက်သေးကိုက်ခြင်းလက်နှစ်ဖက်ကိုပုတ်တက်ခြင်းစတာတွေကိုပြုလုပ်လို့ရှိပါတယ်။ကလေးတွေမှာဒါမကပဲလူကြီးတွေမှာလည်းအဲ့ဒီလိုမျိုးအခြေအနေမှာသပင်ကိုလက်နဲ့ပုတ်တက်တာဘောပင်ကိုက်တာအစရှိတဲ့အပြုအမူတွေကိုမိမိကိုယ်တိုင်သတိမပြုမိပဲပြုလုပ်နေတတ်ကြပါတယ်။အနှစ်ချုပ်အားဖြင့်ဆိုရရင်တော့ defense mechanisms ဒါမှမဟုတ်မိမိကိုယ်ကိုစိတ်ပိုင်းဆိုင်ရာခုခံကာကွယ်ခြင်းဟာကျမတို့ရဲ့စိတ်ဖိစီးမှုခံစားနေရခြင်းဒါမှမဟုတ်အခက်အခဲနဲ့ကြုံတွေ့နေရခြင်းမှာမိမိရဲ့စိတ်ပိုင်းဆိုင်ရာတင်းအားတွေတက်တာစေဖို့မသိစိတ်ကနေအလိုလျောက်ဖြေလျှော့တဲ့စနစ်တစ်ခုဖြစ်ပြီးအဲ့ဒီစိတ်ဖိစီးမှုတွေဖြေရှင်းရမှာမဖြစ်မနေအရေးပါတဲ့အပြုသဘောဆောင်တဲ့စနစ်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့မိမိတို့အနေနဲ့သတိမမူသတိမပြုမိဘူးဆိုရင်တော့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်သတိပြုအလေးထားစရာကိစ္စတစ်ခုလို့လည်းဆိုရမှာပဲဖြစ်ပါတယ်ရှင်။